ကဲနောက်ကလို့ပြန်ပြောမယ်မိဘအမွေပစ္စည်းအိမ်တစ်လုံးကျန်ခဲ့တယ်သားသမီး9ယောက်ရှိတယ်9ယောက်ရှိတယ်9ယောက်မှာအငယ်ဆုံးကဒီဟာသိန်းဒီအိမ်ကသိန်း900တန်တယ်အဲ့တော့9ယောက်ဆိုတော့တယောက်100နော်သူ့သိန်း100ပေးသူ့သိန်း100ပေးဆိုတော့ပြောတယ်ပြောတော့ကျန်တဲ့4ယောက်ကလည်းကဲရှုပ်ပါတယ်ဒီတယောက်ကိုခွဲပေးလိုက်တော့မယ်ဆိုပြီးတော့ခွဲပေးမယ်နော်ပေးတဲ့နေရာမှာဒီတိုင်းမပေးဘူးစာချုပ်စာတမ်းနဲ့ပေးမယ်နော်အဲ့တော့ခဏကလို့နှစ်ဦးနှစ်ဖက်သဘောတူခြင်းဆိုင်ရာစာချုပ်တော်လကအမွေခွဲဝေခြင်းသဘောတူစာချုပ်တော်လကကောင်းစင်တက်ပြီးတော့ခွဲပေးမယ်နော်အဲ့တော့ဒီပတ်စံသိန်း100ယူတဲ့သူကတစ်ဖက်ကျန်တဲ့သူတွေကတစ်ဖက်နော်ခဏကလို့ဒီသဘောတူညီမှုပြုတဲ့ဟာကိုကျန်တဲ့သူကလက်ခံတယ်ကျန်တဲ့ငွေအန်းပတ်စံအန်းမဲ့4ယောက်မှာ2ယောက်ကနိုင်ငံခြားမှာရောက်နေတယ်နော်2ယောက်ကနိုင်ငံခြားမှာဒီမှာတော့2ယောက်ပဲရှိတယ်အဲ့တော့နိုင်ငံခြားက2ယောက်ကလည်းခုနကပြောမယ်မင်းတို့ကွာသိန်း100လောက်လေးနဲ့ငါရန်ကုန်ပြန်ပြီးတော့ငါတော့လာမချုပ်နိုင်ဘူးဆိုရင်အဲ့ဒါဆိုရင်သူတို့ကိုစားနော်ငါကိုစားမင်းတို့ပဲလှုပ်လိုက်ဆိုတဲ့နေရာမှာရှေ့နေရစဉ်းစားရပြီဟုတ်ပြီငါတို့သူ့ကိုစားလုပ်မယ်ဆိုတော့သူ့ရဲ့ special power တွေလွှဲရမှာလားနော်ဘလို့တွေအတီးပြုတ်ရမှာလဲဆိုတာပါလာပြီနော်ခုနကလို special power လွှဲပြီးတော့နော်ကဲနိုင်ငံခြားမှာရောက်နေတယ်ဆို special power သူဒီလာလွှဲမှရမယ်လေဟုတ်ပြီနော်ဒီလာလွှဲမှတော့ချုပ်လိုက်တော့မှာပေါ့နော်ဒီမှာလည်းမလာနိုင်ဘူးနိုင်ငံခြားမှာရောက်နေတယ်ဆိုလို့ရှိရင်တန်ယုံကနေပြီးတော့เนาะတန်ယုံကနေပြီးတော့ဒီ special power တွေကိုအတီးပြုတ်ရတာเนาะအဲ့လိုမျိုးဆိုတော့ဟုတ်ပြီအဲ့ဒါဆိုလို့ရှိရင် special power တွေเนาะမပါဘဲနဲ့တော့ချုပ်လို့ရလားဆိုရတယ်เนาะဒါပေမဲ့ခုနကဒီမှာဒီအိမ်ကသိန်း900တန်တယ်အငယ်ဆုံးတစ်ယောက်ကိုသိန်း100ပေးတော့မယ်ကျန်တဲ့4ယောက်ကသဘောတူတယ်2ယောက်ကအဲ့4ယောက်မှာ2ယောက်ကနိုင်ငံခြားမှာရောက်နေတယ်အဲ့2ယောက်ကိုစား1ယောက်ကနော်သူ့ကိုစားသူတို့ကိုစားဆောင်ရွက်မယ်ဆိုတဲ့ဟာကိုခုနကပြောလို့ပေါ့နော်ဒါ record ယူထားပေါ့ပုံမှန်နော် brain ရဲ့အောက်ပြင်ပုံမှန်6မှာဂတိတရက်နဲ့ဆက်လင်းပြီးတော့အကြံပြုချက်ကိုဖြစ်စီတဲ့လက်ခံခြင်းကိုဖြစ်စီတဲ့နှုတ်နဲ့ပေါ်ပြနေတဲ့ထိုဂတိသည်အတိလင်းရှိသောဂတိမီ၏ဒီဆောင်ရွက်ချက်ကိုသဘောတူလားဟေလို့တစ်ဖက်ကလည်းနှုတ်နဲ့သဘောတူတယ်နော်အတိလင်းဖြစ်တဲ့သဘောတူညီမှုဖြစ်သွားတယ်ပြောချင်တာเนาะဒီသဘောတူညီချက်တွေကိုเนาะသဘောတူညီချက်တွေကိုပြင်ရင်တရက်တွေကိုနှုတ်နဲ့လည်းပြုနိုင်တယ်စာနဲ့လည်းပြုနိုင်တယ်အဲ့တော့ဒီဆောင်ရွက်ချက်เนาะဒီဂတိတွေကိုเนาะကန့်လန့်တာတွေလက်ခံတာတွေဒီဆောင်ရွက်တာတွေကိုเนาะနှုတ်နဲ့เนาะအတိနဲ့ထားတယ်ဆိုရင်ဒါဂတိပဲเนาะဒီအကြံပြုချက်ကိုပဲဖြစ်ဖြစ်လက်ခံတာကိုပဲဖြစ်နှုတ်နဲ့ဖော်ပြခြင်းမပြုဘဲနဲ့နော်နှုတ်နဲ့ဖော်ပြခြင်းမပြုဘဲအခြားနည်းဖြစ်ပြုလုပ်ရင်သဘောတက်ရောက်တဲ့ဂတိဖြစ်တယ်နှုတ်နဲ့တော့မဟုတ်ဘူးဒါမဲ့ခုနကလို message ကတော့လက်ကောင်းနော်အဲ့တော့ဗြိညင်အတိလင်းဂတိနဲ့သဘောတက်ရောက်တဲ့ဂတိမှာတဲ့နော်ဗြိညင်တရက်ကိုနှုတ်နဲ့ဖြစ်စေစာရေးသားနဲ့ဖြစ်စေပြုလုပ်လျင်အတိအလင်းဗြိညင်ဖြစ်တယ်အဲ့တော့ခုနကပြောတယ်လို့ဒီစာချုပ်စာတမ်းမှာသူဝင်မထိုးနိုင်ဘူးဒါပေမဲ့နှုတ်နဲ့အတီးပြုတ်ထားရင်လည်းဒါတွေကသဘောတူညီမှုဖြစ်တယ်နော်အဲ့တော့နှုတ်နှစ်ဖက်သဘောတူညီမှုဆောင်ရွက်ခဲ့တဲ့အပေါ်မှာဒီ brain တွေကအခြေခံပြီးတော့ဆောင်ရွက်တာဖြစ်တဲ့အတွက်ခုနကလို့ special power ကြီးနဲ့လုတ်တယ်ဆိုလို့ရှိရင်တော့ပို့ခိုင်းမာတာပေါ့ပြောချင်တာနော်ဒါပေမဲ့ဒီ brain အောက်တွေပုံမှန်600လဲဒါတွေကိုဆောင်ရွက်လို့ရပါတယ်နော်